ဖျားဘော်ကိုဖနက်နဲ့တက်တဲ့ကချင်ပြည်နယ်ပူတာအိုကအမျိုးသမီးကိုဖမ်းဆီးထိန်သိမ်းအရေးယူပြီးအခုလက်တလုံးမှာအင်တာနက်ပေါ်မှာနာမည်ကြီးနေရကတော့ဖျားစီဒီဘော်ကိုဖနက်နဲ့တက်တဲ့အမျိုးသမီးတယောက်ရဲ့ဗီဒီယိုပါအထူးသဖြင့်တော့မြန်မာလူမျိုးတွေဟာဖျားစီဒီပထိုးတွေကိုရိုသေလေးစားစွာနဲ့ဥခတ်ရှိကိုပူဇော်တတ်ကြပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အမျိုးသမီးတဦးကဗုဒ္ဓဘာသာဝင်တွေရိုသေကိုယ်ွယ်ပူဇော်ထားတဲ့ဇေဒီတော်ကိုဖနက်နဲ့ရိုသေမဲစွာတက်ပြီးတော့ဓာတ်ပုံရိုက်ခဲ့ပါတယ်။အဆိုပါမျိုးသမီးကဒီလိုမျိုးလူတွေပူဇော်ကိုယ်ွယ်ကြတဲ့ဇေဒီပထိုးကိုအခုလိုလုပ်တာကြောင့်ဗုဒ္ဓဘာသာဝင်တရားမဟုတ်ဘူးလို့ထင်ကြပါတယ်။ဒါကြောင့်ဒီလိုဘုရားဇေဒီပထိုးကိုဖနက်နဲ့တက်တာကဘယ်သူများလဲလို့သိကျင်ကြပါတယ်။အဆိုပိုင်းရရှိထားတဲ့သတင်းများအရဘုရားဇေဒီအပေါ်ဓာတ်ထိဖနက်နဲ့တက်ခဲ့တဲ့အမျိုးသမီးကမက်နော်နော်စောလို့အမည်ရပြီးတော့ကချင်လူမျိုးခရစ်ယာန်ဘာသာဝင်တဦးဖြစ်တယ်လို့သိရပါတယ်။မန်နော်နော်စောကနေထိုင်ရာအရက်ဒေတာကကချင်ပြည်နယ်ပူတာကိုအင်စီယန်ကျေးရွာလို့လည်းသိရပါတယ်။မန်နော်နော်စောအနေနဲ့ဒီလိုမျိုးဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားတဲ့ဇေဒီကိုတမင်တကာရည်ရွယ်ချက်ရှိအတန်းရှင်းရအောင်တင်ခဲ့ရလား။ဘာသာကြားခရစ်ယာန်ဖြစ်လို့မသိနားမလဲလို့တင်ခဲ့ရလားဆိုတာကတော့သိချမသိရပါဘူး။လက်တလုံးမှာတော့ဖမ်းဆီးအရေးယူလိုက်ပြီလို့လည်းသိရပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေအရမန်နော်နော်စောကလက်ထိတ်ခက်လက်ရက်ထိုင်နေရကိုတွေ့ရပါတယ်။ဒါအပြင်မန်နော်နော်စောကိုအာမခံမပေးဘဲငွေတန်းနဲ့ထောင်နဲ့ချမှတ်လိုက်တယ်လို့လည်းသိရပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။